ဒီဗီဒီယိုကြည့်နေတဲ့လူဟာ message ပို့တဲ့ app တွေသုံးနေနေကိုကိုရိုင်းက gift တွေပို့တာတော့၎င်းသူများပို့တဲ့ gift တွေကိုရတာတော့၎င်းကြုံမှုပါလိမ့်မယ် gift file တွေကသူများတွေလုပ်ထားတာပဲကျွန်တော်တို့က use သုံးရမှာလားကိုကိုရိုင်းကိုလုပ်လို့မရဘူးလားလို့မေးလို့ရတာပေါ့နော်ဒီဗီဒီယိုမှာတော့ကျွန်တော်ကကို့ပုံတွေကို့ဗီဒီယိုတွေကိုသုံးပြီးတော့ gift file တစ်ခုကို Canva မှာဘယ်လိုလုပ်အောင်လဲဆိုတာကိုပြပါမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော် brainstorm လုပ်နေဟာပေါ့နော် gift တစ်ခုလုပ်ပြီးဆိုရင်ဘယ်လိုစာမျိုးထည့်ကောင်းမလဲဘယ်လိုပုံတွေသုံးရင်ကောင်းမလဲဆိုတော့ချပြီးတော့ရေးကြည့်ရတော့ပေါ့ဒီလိုချရေးကြည့်ရည်ရွယ်ချက်ကကြတော့ကိုကိုရိုင်းကဘယ်လိုဖန်တီးခြင်းလဲဆိုတာကိုတေချာစဉ်းစားပြီးအချိန်ကြာမှဖန်တီးရင်ပို့ပြီးတော့လွယ်ကူတယ်လို့ထင်တယ်ပေါ့နော်ဒီ high ခင်ကျင်လို့ဆိုတော့ကျွန်တော်တော့ကြိုက်တယ် high ဆိုတာထက်တောင်ဒီ xi နဲ့ခင်ကျင်လို့ကပူရတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့စာပီဗီလာကလည်းသုံးမယ်ဆိုတော့သုံးရတယ်တူတူပဲစေလည်းသုံးရတယ်နောက်တစ်ခုအနေနဲ့ဆိုရင်တော်ပါတော့ဆိုရဟာရှိရမယ်လို့ကျွန်တော်ထင်တယ်ဘယ်လိုတေးဖွင့်ကောင်းမလဲပေါ့နော်တော်ပါတော့ဒါနားနှစ်ဖက်ကိုလဝါးနဲ့ပိတ်ထားတဲ့ဓာတ်ပုံသုံးပြီးတေးဖွင့်ပေါ့နော်high ခင်ကျင်လို့တူတူပဲစေစာပြီးပြီလားတူတူပဲစေကိုလည်းဓာတ်ပုံသုံးရပေါ့နော်ဘယ်လိုလဲဆိုတော့ဟိုပါဇက်ဟာပါအဟောဝါတော့ဒါလဝါးနဲ့ဖုံးထားတဲ့ပုံလိုမျိုးလေးပေါ့ high ခင်ကျင်လို့ကြတာ frame နဲ့လမ်းလျှောက်ဝင်လာမယ်ပြီးတော့မှကင်မရာကိုလက်ပြန်နှုတ်ဆက်လိုက်မှာပေါ့စားပြီးပြီလားကျွန်တော်စားပြီးပြီလားကျွန်တော်စာအုပ်တို့ကိုဖတ်နေမှာဆိုတော့အဲ့စာအုပ်ကိုဖတ်နေရတယ်လှည့်ကြည့်လိုက်တာပေါ့ okay ဒါဆိုရင်တော့ကျွန်တော်လုပ်ချင်တဲ့ gift လေးခုအတွက် idea ရပြီပေါ့နော်အခုလောက်ရမှာကဓာတ်ပုံ2ပုံရိုက်မယ်ပြီးတော့ video 2ခုရိုက်မယ် okay အခုဆိုရင်တော့ကျွန်တော်လိုတဲ့ဓာတ်ပုံလေး video လေးရိုက်တာပြီးပါပြီဒါဆိုအခု Canva မှာလှုပ်ရှားလုပ်တော့မယ် upload ကိုသွားမယ်အရင်ဆုံးဒါတော်ပါတော့စမ်းကြည့်background remover သုံးမယ် okay not bad ဒီအောက်ပိုင်းကတော့အမှန်တော့မဆိုင်ဘူးပေါ့ဒါပေမဲ့ तू မသိရလိုလေးပဲလုပ်လိုက်ဆိုတော့ background ခုနဲ့စားထိုးမယ်ပြီးရင်တော်ပါတော့ဆိုရယ်ဟိုစာကိုလည်းထည့်မယ်ပေါ့ background ရရှာကြည့်မယ် photosဒါကြီးကတကယ်အခန်းနေရတဲ့တူနေဟိုတကယ်မရှိရဲ့ဟို internet ပေါ်နေရမတူဟောဒါဆိုရင်ဒါအပြင်မှာတကယ်မရှိရဲ့ background နဲ့ပို့တူတယ်ပေါ့နော်okay ဒါဆိုရင်ပုံဝင်စားရနောက်တခြားanimation လေးထည့်မယ်အလုပ်ကလေး
Okay ဒါဆိုမစိုးထင်တယ်ဒါတစ်ခု Okay နောက်တစ်ခုကဒီပုံကိုစားထိုးမယ်ဘာနဲ့စားထိုးမလဲဆိုတော့ဒီဟာနဲ့စားထိုးမယ်ဒါကို background remove လုပ်မယ် Okay ဒါလည်းခုနလိုပဲနည်းနည်းပို့နေတယ်ကျွန်တော်အဲ့ဒါကိုလာဖြတ်ပြမယ်ပြီးတော့ anime လုပ်မယ်ခုနပထမတစ်ခုသုံးရပါဘာလို့မသိအောက်ကနေပေါ်တက်သွားတာထင်တယ်ဒါလည်းသိမကြဒါလည်းသိမကြ wipe လုပ်ကြည့်မယ်ဒီဟာဆိုလက်ခံလို့ရတယ်ပြီးရင်နောက်တစ်ခုတတိယတစ်ခုလုပ်မယ်မအောင် download မလုပ်သေး make a copy data ကိုအရင်နဲ့ trim လုပ်လိုက်မယ်ဒါဆိုရင်တိတ်ကောင်းကောင်းမမြင်ရတော့ပေါ့နော်ဒါကိုဘယ်လိုခေါ်လဲတော့မသိဘူး background remove လုပ်တဲ့အဆင့်တော့မဟုတ်သေးဘူးဒါ trim လုပ်တဲ့အဆင့်ပေါ့နော်Okay ဒါဆိုရင်ကျွန်တော် background remove လုပ်လို့ရမယ်5 second ကျော်ရှိရဗီဒီယိုလည်းသူ background remove လုပ်လို့ရတယ် green screen သုံးတာမျိုးလောက်တော့ perfect မဟုတ်ဒါပေမဲ့သူမဆိုဒါဆိုတော့လက်ပြတော့ပဲသုံးလို့ရမှာထင်တယ်လက်ခံလို့ရတယ်ဒီဟာအတွက်တော့လက်ခံလို့ရတယ်အဲဆိုနောက်တစ်ခုဆက်သွားမယ်နောက်ဆုံး၄ခုမြတ်Okay ဒါကို background remove ပါနည်းနည်းအလုပ်ရှုပ်တတ်တာအောင်ဒီနောက်ဒီလို crop လုပ်လိုက်မယ်ပြီးတော့ done background remove ပါOkay မဆိုအဲ့တော့လေးခုလုံးပြီးပါပြီဒါကျွန်တော် download လုပ်မယ်အဲ့တော့ကျွန်တော် file ကိုသွားမယ် file မှာ download မှာ file type ကသူ့ default က mp4 video ဖြစ်နေလိမ့်မယ်ကျွန်တော်ကအဲ့ဒါကို mp4 ကနေ gif ကိုပြောင်းပေးဖို့ပဲ gif gif file ဟိုဒီကအောက်က gif file ဖြစ်ပါတယ်အဲ size ကိုတော့ကျွန်တော်တို့ short နိုင်တော့ short လိုက်ပေါ့နော်ဒါတော့ဆိုကောင်းဘာလို့ဆို GIF file ရဲ့ရွေးချက်ကဒါဟို resolution ကောင်းမှုအဓိကမဟုတ်လေပုံပို့ရလွယ်ကူကူနဲ့ကိုကသူများကိုပို့လိုက်သူများကလည်းဒါကိုဖွင့်ကြည့်ဖို့အတွက်အရန် data တွေကုန်နေတော့မဲ့ပေါ့ပေါ် file size မျိုးဆိုကောင်းလာပေါ့အဲ့တော့ကျွန်တော်အနိုင်ဆုံးပဲထားလိုက်မယ်216 by 216 channel file ကိုလည်းခုနအတိုင်းပဲထောင်းမယ်GIF file အနေနဲ့
download လုပ်တာတော့ file ပုံမူတည်ပြီးတော့တော်တော်ကြာရပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့လိုက်တဲ့ GIF လေးခုလုံးထောင်ပြီးရပြီသူတို့ computer မှာတစ်ချက်ဖွင့်ကြည့်ပြီးချိန်နေကြည့်လိုက်မယ်အခုပြသွားခဲ့တာဟောဒါ Canva သုံးပြီးတော့ကိုတက်ပုံသို့မဟုတ်ကိုဗီဒီယိုသုံးပြီးတော့တကယ်ချင်းနေစီပို့လို့ရတဲ့ GIF file တစ်ခုဘယ်လိုလုပ်မလဲဆိုတာဖြစ်ပါတယ်တတိထားမှာတကွာဒါလူကျင်ဝယ်ပေါ့နော်ကိုနဲ့တိတ်မခင်တဲ့လူတွေရဲ့ပုံတွေဗီဒီယိုတွေယူသုံးရင်ဒါမကောင်းပေါ့နော်ကိုယ်တိုင်မဖြစ်စေချင်တာမျိုးကိုလည်းဒါကိုသူများမလုပ်သင့်ဘူးပေါ့လူတယောက်ရဲ့ပုံတွေဗီဒီယိုယူသုံးတဲ့အချိန်မှာဒါတစ်ဖက်လူကခွင့်ပြုချက်ကိုယာယီမှလုပ်ရင်ကောင်းပါတယ်ကျေးဇူးတင်ပါတယ်